မြတ်ဗုဒ္ဓဤသာသနာထွန်းလင်းနေမည်အမျိုးမြတ်တဲ့တို့မြမပြေငြိမ်းချမ်းဆုံးဘာသာတရားကဘာမှာကောင်းဆုံးဖြစ်တည်နေအမြဲဆုံးဒီမွေထိန်သိမ်းကြမယ်လေဘိုးဘွားတို့တွေလက်စင်ကဲနဲ့မွေသွေးချင်းတို့တွေတီထောင်ထားတဲ့မြေကိုယ်ွယ်ယုံကြည်ရာကဘာမှာကောင်းဆုံးတို့ဘာသာမြတ်ဗုဒ္ဓဤကြီးမြတ်တဲ့ဒေသနာ1323ခုဝါကောင်းလာပြီနေနိုင်ငံတော်ဘာသာနှင့်ဖြစ်တည်ခဲ့မြတ်ဗုဒ္ဓဤရောင်ချီတော်6ပြာ9မျိုးစီသာသနာလန်တော်များလဲလွင်ထူပေတို့နိုင်ငံတော်ဘာသာနှင့်တို့နိုင်ငံတော်ဘာသာနှင့်သာသနာလန်တော်အိမ်တိုင်းလွင်ထူမေ3 နှစ်အထိစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိသောလေယာမြေများကိုအစိုးရပိုင်းဖြင့်သိမ်းဆည်းမဲ့အကြောင်းဗဟိုမြေယာစီမံခန့်ခွဲရေးကော်မတီကသတင်းထုတ်ပြန်တယ်။တောင်သူတွေအနေနဲ့မိမိတို့ရဲ့လေယာမြေတွေကို3 နှစ်ကြာတဲ့အထိစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိရင်အစိုးရပိုင်းဖြင့်သိမ်းဆည်းနိုင်တဲ့အကြောင်းဗဟိုမြေယာစီမံခန့်ခွဲရေးကော်မတီကသတင်းထုတ်ပြန်တယ်။ဒါကအာဏာလွဲသုံးစားလုပ်ပြီးပြည်သူကိုနိုင်ကျင့်တာပဲ။ကျမကအမြဲတမ်းအရှိကိုရှိတိုင်းအမှန်ကိုအမှန်တိုင်းပဲပြောတယ်။ရှင်တို့အနေနဲ့ဘယ်အဖွဲ့အစည်းကိုထောက်ခံသည်ဖြစ်စေအားပေးသည်ဖြစ်စေအခုလိုမျိုးအာဏာအလွဲသုံးစားလုပ်ပြီးပြည်သူကိုအနိုင်ကျင့်တဲ့လုပ်ရက်တွေကိုရှင်တို့တွေရှုံချရတဲ့ကန့်ကွက်ရတဲ့တတ်တည်ရှိရမယ်။ဘယ်သူကတတ်တည်ရှိရှုံချမလဲကန့်ကွက်မလဲကျမစောင့်ကြည့်ပါဦးမယ်။တချို့တောင်သူတွေကနွားတစ်ကောင်ရဲ့တန်ဖိုးက25သိန်းနဲ့30ချားမှရှိ။ဒါကြောင့်မို့လို့နွားတစ်ချင်းဝယ်ရင်50အထက်ရှိ။နွားမဝယ်နိုင်တဲ့တောင်သူတွေကသူများရဲ့မော်တော်ထွန်ဆက်ကိုတနာရီကိုဘလောက်ပါဆိုပြီးအခကျင်းဝင်ငှားပြီးလဲထွန်ရတယ်။စပားစိုက်ပြီးရဲ့နောက်မှာလေဓာတ်စားတို့လာချီတို့ပိုးသက်စေးပေါင်းသက်စေးအတိနံထွက်တိုးစေးဓာတ်မြေဩဇာအရင်ဈေးကြီးဓာတ်မြေဩဇာဈေးကြီးသလောက်စပားထွက်လာတဲ့အခါစပားဈေးကဟိုးအောက်ဆုံးကိုထိုးကျနေတဲ့အတွက်တောင်သူတွေအရှုံးပေါ်တယ်။ဓာတ်မြေဩဇာဈေးကြီးရဲ့စပားဈေးမကောင်းဘူး။ဒါကြောင့်တောင်သူတွေအရှုံးပေါ်တဲ့အတွက်လဲတွေကိုမဆိုင်ဘဲနဲ့ပြစ်ထားရတယ်။ဒီလိုမျိုးတောင်သူရဲ့အခက်အခဲကိုဖြေရှင်းပေးမယ်မစင်စားပဲနဲ့ဓာတ်မြေဩဇာတွေဈေးကြီးသလိုစပားဈေးကိုဈေးကောင်းကောင်းလေးပေးဝယ်ရင်တောင်သူတွေအဖို့ကစပားစိုက်နိုင်တယ်အခုဓာတ်မြေဩဇာဈေးကြီးသလောက်စပားဈေးမရတဲ့အတွက်တောင်သူတွေအရှုံးပေါ်လို့လေယာမြေတွေကိုမစိုက်ဖဲနဲ့ပြစ်ထားရတဲ့တောင်သူရှိသလိုစစ်မှတ်ပရိပက္ခတွေကြောင့်အဝတ်တစ်ထည်ကိုတစ်ခုနဲ့ကိုယ့်ရဲ့လေယာမြေတွေကိုမခွဲခြင်းပဲခွဲခါမစွန့်ခြင်းပဲစွန့်ပစ်ခဲ့ပြီးထွက်ပြေးတိမ်းရှောင်ရတဲ့တောင်သူတွေအများကြီးရှိတောင်သူရဲ့အခက်အခဲကိုပြေးလျောက်မဖြေရှင်းဘဲနဲ့3 နှစ်ကြာတဲ့အထိစိုက်ပျိုးလုပ်ကိုင်ခြင်းမရှိတော့လေယာမြေများကိုအစိုးရပိုင်းပြသိမ်းဆည်းမယ်ဆိုတာအဲ့ဒါအာဏာကိုအလွဲသုံးစားလုပ်ပြီးတော့ပြည်သူကိုနိုင်ကျင့်တာပဲနော်ဘယ်ဖွဲ့ကထုတ်ပြန်လဲမေးရင်ကျွန်မသတင်းအပြည့်စုံကိုဖတ်ပြမယ်ရခိုင်ပြည်နယ်တွင်းလေယာမြေဥပဒေရည်ရွယ်ချက်မှာတိုင်းပြည်စားနပ်ရေးကပူလုံရေးနဲ့စိုက်ပျိုးရေးကဏ္ဍတိုးတက်နိုင်ရန်ဖြစ်သည့်အတွက်လေယာမြေများကိုခြံလက်ထားခြင်းမရှိသေးရလေယာမြေများကို3 နှစ်ထိကြောင်းပြချက်မရှိဘဲမစိုက်ပျိုးပါကတတ်မဲ့ဒဏ်ကြေးအပြင်လေယာမြေသိမ်းဆည်းမှုများကိုပါအစိုးရအနေနဲ့ပြုလုပ်နိုင်ကြောင်းဗဟိုမြေယာစီမံခန့်ခွဲရေးကော်မတီအတွင်းရေးမှူးဦးကျော်စံကအာရခပြည်သူ့အသံနှင့်အင်တာဗျူးမှာပြောကြားပါတယ်အေးတွေဘယ်လောက်လူပါဝါလဲဒီလိုမျိုးအာဏာကိုအလွဲသုံးစားလုပ်ပြီးပြည်သူလူထုကိုအနိုင်ကျင့်တဲ့အေးရဲ့လုပ်ရက်ကိုဘယ်သူကအမှန်တရားကိုတတ်သိရှိကန့်ကွက်ရဲတယ်လဲရှုံချရဲတယ်လဲကျွန်မစောင့်ကြည့်ပါဦးမယ်